ထိုင်းကစွဲကြော်လေးကြော်ပြပါမယ်ဖြူစီနဲ့ပဲငန်းပြာကြီးဆက်ထားတာပစုံခွဲလောက်ထည့်တယ်ချက်သားမုံနည်းနည်းချုံမုံနည်းနည်းကြားနည်းနည်းထည့်မယ်နော်သူတို့ကြော်တဲ့အတိုင်းပဲတက်သွန်ဖြူတင်မယ်ယူဒီအဆက်ကျဲတဲ့လောက်တင်မယ်ကဲကြော်မယ်မောက်ချလိုက်ဒီနေ့ဒီကြောင်ဆော်ပါတယ်နော်ဒီနေ့ဆက်ကြည့်နေနေကြပါဦးကြာပြီဒီနေ့လည်းခဏပဲအရသာကိုကြီးကြည့်ပါပြေးလောင်ကြီးတော့စိမ့်စိမ့်လေးကြော်ပါတယ်နော်ထိုင်းကစိုးရဲ့ကြော်လေးကြော်ပြပါလို့တယောက်ကပြောလို့တင်ပေးလိုက်တာဖြစ်ပါတယ် TikTok မှာကစိုးရဲ့ကြော်တော့အင်မတန်မှလွယ်ကူတဲ့တဲ့ကျွန်တော်မတင်တာပါဒါပေမဲ့တယောက်ကပြောလို့တင်ပေးတာ Chef ဆိုကစင်ပြီးကြော်စားကြည့်ပါစင်မပြင်းကြော်ပါ Thank you ပါ